အားလုံးပဲမင်္ဂလာပါ Agree Football Channel မှာကြိုဆိုပါရစေခင်ဗျာဒီတစ်ပတ်မှာတော့ Premier League ပွဲစဉ်9စနေနေ့ညပွဲတွေကိုပွဲကြိုသုံးသပ်ချင်ပါတယ် Premier League ပွဲစဉ်9ပြီးသွားရင် International Break နိုင်ငံတကာပွဲစဉ်တွေရှိပါတယ်အဲ့တော့နိုင်ငံတကာပွဲစဉ်မတိုင်ခင်နောက်ဆုံးကြည့်ရမယ် Premier League ပွဲစဉ်တွေလည်းဖြစ်ပါတယ်ပထမဆုံးပွဲအနေနဲ့တောက်ကြနေ့ညစနေနေ့မနက်တနာရီခွဲမှာကစားမယ်ဘုံမောင်းနဲ့ဖူဟန်ပွဲကိုသုံးသပ်ချင်ပါတယ်ခင်ဗျာဘုံမောင်းကဒီယာဒီတထက်တော်ကောင်းတဲ့အသင်းပြPremier League 6ပွဲမှာ3ပွဲနိုင်2ပွဲတည်1ပွဲရှုံးရှားမှတ်17မှတ်နဲ့အဆင့်6ဆိုတဲ့နေရာမှာရပ်တည်နေတယ်။တစ်ဖက်ကဖူဟန်ကတော့ Premier League 6ပွဲမှာ2ပွဲနိုင်2ပွဲတည်2ပွဲရှုံးရှားမှတ်10မှတ်နဲ့အဆင့်17ဆိုတဲ့နေရာမှာရပ်တည်နေတယ်။ဒီနေ့တဲ့ head to head ကိုကြည့်ရမယ်ဆိုရင်မနစ်ကဘုံမောက်အိမ်ကွင်းမှာ 1C ဆိုတဲ့ရလဒ်နဲ့ဘုံမောက်ကအနိုင်ရပြီးတော့အဝေးကွင်းမှာ2-2ဆိုတဲ့ရလဒ်နဲ့တည်ကြခဲ့တယ်။အရှိတစ်နှစ်မှာဘုံမောက်အိမ်ကွင်းမှာ 3C ဆိုတဲ့ရလဒ်နဲ့နိုင်တယ်အဝေးကွင်းမှာ3-1ဆိုတဲ့ရလဒ်နဲ့ရှုံးတယ်။နောက်ဆုံး6ချိန်တွေးဆုံမှုမှာဘုံမောက်က3ပွဲနိုင်2ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်ဖြစ်ပေါ်ခဲ့တယ်။အဲ့ဒီမှာကြည့်ကြတစ်ခုရှိတယ်ဗျ။အဲ့ဒီမှာကြည့်ရမှာနောက်ဆုံး300စီလုံးမှာဘုံမောက်ကအိမ်ကွင်း3ပွဲစလုံးအနိုင်ရခဲ့တာ။ဆိုတော့ဒီပွဲမှာလည်းဒီရဒီတက်ထက်ကောင်းနေတဲ့အင်ရှင်ဘုံမောက်အသင်းကပဲဆက်လက်ဦးဆောင်သွားအောင်မယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဗျ။ဒုတိယပွဲစဉ်အနေနဲ့ကတော့စနေနေ့ည6နာရီမှာကစားမယ်လီယူနိုက်တက်နဲ့ Tottenham Hotspur တို့အသင်းဖြစ်ပါတယ်။လီယူနိုက်တက်ကဒီယာဒီခြေစမ်းမစိုးဘူးဗျနောက်ဆုံးကန်ခဲ့တဲ့ပွဲမှာဘုံမောက်က93မိနစ်မှာနောက်ကျခြေပါကိုကြောင့်တရီတမတ်ပဲရရှိခဲ့တယ်စပါတော့နောက်ဆုံးကန်ခဲ့တဲ့ချန်ပီယံလိမှာဘိုတိုဂလင်းကို2-2ဆိုတဲ့နောက်ကျသွင်းကိုနဲ့တည်ကြခဲ့တယ်အဲဒီချိန်မှာဝူဘာဟန်တန်ကိုအိမ်ကွင်းမှာ1-1ဆိုတဲ့ရလဒ်နဲ့တည်ကြခဲ့တယ်ဂျားထဲမှာ EFN ကခါရာဘောင်ကတ်တော့အနိုင်ရရှိခဲ့တယ်ပြီးတော့ Brighton ကိုဝေးကွင်းမှာတည်ကြခဲ့တယ် Premier League နောက်ဆုံး2ပွဲမှာ2ပွဲလုံးတည်ကြခဲ့တာဗျအဲ့တော့ဒီပွဲမှာနှစ်ဖက်တွင်းကိုမြင်မြန်စဆိုင်နဲ့ကြည့်ရမယ့်ပွဲလို့ကျွန်တော်ကတော့မြင်မိပါတယ်နောက်ထပ်တစ်ပွဲကတော့လန်ဒန်ဒါဘီပွဲဖြစ်တဲ့ခန်းနာနဲ့ဟမ်မာအာဆင်နယ်နဲ့ဝက်ဟမ်ပွဲဖြစ်ပါတယ်ဒီရာဒီအာဆင်နယ်ခြေစွမ်းအရန်ကောင်းတဲ့အသင်းဖြစ်တယ်ဗျခန်းစစ်ပိုင်းစပွဲမှုကလည်းအကောင်းဆုံးအနေထားမှာရှိတယ်ဒါပေမဲ့ဝက်ဆန်ကအာဆင်နယ်အိမ်ပွဲမှာဒုက္ခပေးလို့ရှိတယ်ဒီနှစ်သင်းရဲ့နောက်ဆုံး၄ပွဲမှာအာဆင်နယ်2ပွဲနိုင်ဝက်ဟမ်2ပွဲနိုင်အာဆင်နယ်အိမ်ပွဲမှာဝက်ဟမ်2ပွဲစလုံးနိုင်ထားပြီးတော့ဝက်ဟမ်အိမ်ကွင်းမှာအာဆင်နယ်က2ပွဲလုံး9ပြည့်နဲ့အနိုင်ရရှိထားတယ်ဗျဒီနှစ်သင်းကအိမ်ကွင်းအဝေးကွင်းနဲ့မှားနေတဲ့ပုံတော့ရတယ်ဒါပေမဲ့ဒီရာဒီမှာတော့အာဆင်နယ်ကသူတို့နှစ်သင်းရဲ့အိမ်ကွင်းရှုံးပွဲကိုရပ်တန့်သွားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ခန္ဓာတို့ပရီးမီးယားလိတိုင်နယ်ရေးမှာဆက်လက်တိုက်ပွဲဝင်နေဦးမယ်လို့မြင်မိပါတယ်ဗျနောက်ထပ်တစ်ပွဲကတော့မန်ချက်စတာယူနိုက်တက်နဲ့ဆန်ဒါလန်ကသွားရှုပ်လို့မရတဲ့အသင်းထဲမှာပဲဒီရာဒီပရီးမီးယားလိ6ပွဲမှာ3ပွဲနိုင်2ပွဲတည်1ပွဲရှုံးရှားမှတ်17မှတ်နဲ့အဆင့်6ဆိုတဲ့နေရာမှာရပ်တည်နေတယ်ယူနိုက်တက်အတွက်ပွဲချက်တစ်ပွဲရင်ဆိုင်အောင်ပါဗျာယူနိုက်တက်ကချက်စီကို2-1နဲ့အနိုင်ရရှိခဲ့ပြီးတော့အဝေးကွင်းမှာဘရန်ဖို့3-1ဆိုတဲ့ရလဒ်နဲ့အရှုံးပေးခဲ့ရတယ်။နီးပြအမိုရင်အတွက်တော်တော်ဖိအားများတဲ့အခြေအနေကိုရောက်နေတာဗျ။အမိုရင်ကိုယ်တိုင်ကချက်စီကိုအနိုင်ယူပြီးတဲ့နောက်မှာလမ်းကြောင်းပုံပြန်လဲဆွဲခေါ်နိုင်ပြီလို့ကြုံရခဲ့ပေမဲ့ဘရန်ဖို့နဲ့ပွဲမှာရှုံးပွဲပြန်တွေ့ခဲ့ရတယ်။ဘူနိုရဲ့2-2တည်ကြမဲ့ပယ်နက်တီလွှဲချော်မှုကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဗျာ။ယူနိုက်တက်အနေနဲ့ဒီပွဲကိုဖြစ်မနေအနိုင်ကစားရလိမ့်မယ်။အနိုင်ကစားရမယ်ဆိုပေမဲ့လက်ရှိခြေစမ်းအရတော့အနိုင်ရဖို့တော်တော်လေးရုန်းကန်ရမယ်အနေထားလူငယ်အမိုရင်အနေနဲ့သူ့ရဲ့နီးပြရာတို့စိတ်ပူတယ်ဆိုရင်ဒီတက်မကဖီးရမများချင်ဘူးဆိုရင်ဒီပွဲကိုအကောင်းဆုံးပြင်ဆင်လာဖို့လိုပါတယ်စနေနေ့ရဲ့နောက်ဆုံးပွဲကတော့ချက်စီနဲ့လီဗာပူးဒီတစ်ပတ်ရဲ့လူစိတ်ဝင်စားမှုအများဆုံးအကောင်းဆုံးပွဲတစ်ပွဲပေါ့ဗျာနှစ်သင်းလုံးကတော့လက်ရှိအကောင်းဆုံးအနေထားမှာရှိမနေဘူးအင်ရှင်ချက်စီကပရီးမီးယားလိနောက်ဆုံး3ပွဲနိုင်ပွဲပြောင်းဆုံးနေတယ်နောက်ဆုံးချန်ပီယံလိမှာဘင်ဖီကာကိုအိမ်ကွင်းမှာ 1-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။တစ်ဖက်ကလီဗာပူးကတော့ပရီးမီးယားလိနောက်ဆုံးပွဲမှာခရစ္စတယ်ပဲလီကိုအဝေးကွင်းမှာနောက်ကျသွင်းကိုနဲ့အရှုံးပေးခဲ့ရတယ်။နောက်ဆုံးချန်ပီယံလိမှာလည်းဂလာတာဆေးကိုအဝေးကွင်းမှာ 1-0 ဆိုတဲ့ရလဒ်နဲ့အရှုံးပေးခဲ့ရတယ်။ဒီနှစ်သင်းရဲ့ကစားသမားစုပွဲမှုမှာလီဗာပူးကချက်စီတဲ့အားတာတယ်အားကောင်းတယ်လို့ပြောရမယ်ဗျ။ချက်စီမှာခန်းစစ်ပိုင်းမှာပြဿနာရှိနေတယ်။ဒီနှစ်သင်းရဲ့ head to head မှာတော့ချက်စီက17ပွဲနိုင်16ပွဲတည်နဲ့လီဗာပူးက14ပွဲနိုင်ဆိုတဲ့ရလဒ်နဲ့လီဗာပူးကအသာရနေရဗျ။ဒါပေမဲ့ချက်စီအိမ်ကွင်းစတန်ဖို့ဘရစ်မှာလီဗာပူးအနေနဲ့400တီတောင်အသာဆက်မရရှိခဲ့ပါဘူး။အဲ့တော့ဘလောက်ပဲကစားသမားစုဖွဲ့မှုကွာဟနေပါစေအောင်လီဗာပူးကိုချက်စီကစတန်ဖို့ဘရစ်မှာဒုက္ခပေးနေဦးမှာပါ။အားကြောင့်လီဗာပူးအတွက်စတန်ဖို့ဘရစ်မှာခက်ခဲနေဦးမယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်